လောကတန်ဝေကရเสียဆိုအလွန်ကောင်းတယ်ပုထုဇဉ်ဆိုတာဘယ်နေရာမှသိချာခြင်းမရှိဒီဘဝမှာဘုရားရဲ့အဆုံးအမတွေကိုယုံကြည်စွာလက်ခံတော်လဲမကြခင်အယူဝါဒပြောင်းသွားနိုင်တာမျိုးတွေလည်းရှိဒီဘဝမှာလူကောင်းနောက်ဘဝရောက်တာနဲ့လူဆိုးဆိုတာလည်းဖြစ်သွားနိုင်ဒီဘဝမှာသူစရိုက်တွေကျင့်တော်လဲနောက်ဘဝမှာဒုစရိုက်သမားဆိုတာလည်းဖြစ်သွားဒီဘဝမှာလူတော်လူကောင်းနောက်ဘဝမှာလူဆိုးလူမိုက်ဆိုတာလည်းအလွယ်တကူဖြစ်သွားနိုင်တယ်သောတပန်မဖြစ်သေးသမျှဘယ်သူမှစိတ်ချရတဲ့အနေထားတော့မရှိဘူး။ဘာကြောင့်လဲလို့ဆိုလို့ရှိရင်ပတ်ဝန်းကျင်ရဲ့လွှမ်းမိုးချုပ်ကိုက်မှုအောက်မှာတန်တရားမှာနေကြရတာဖြစ်တယ်။ဥပနိတယပစ္စယောလို့ခေါ်တဲ့ပတ်ဝန်းကျင်အပေါင်းအသင်းမိတ်ဆွေဆိုတာအမှန်တမ်းအရေးကြီးတယ်။အပေါင်းအသင်းနောက်မှာပါသွားနိုင်တယ်